ကောင်းကြည့်တော့မင်းတို့ဖုန်းမှာ YouTube Facebook TikTok တွေကြည့်တဲ့အချိန်မှာကြော်ညာတွေအရန်တက်လို့စိတ်ညစ်နေတာလားဒါဆိုရင်ဒီဗီဒီယိုမှာအဲ့ဒီကြော်ညာတွေကိုပိတ်တဲ့နည်းကိုလွယ်လွယ်လေးနဲ့အရင်ရှင်းဆုံးဘယ်လိုပိတ်ရမလဲဆိုတာကိုကျွန်တော်ပြတော့ပေးပါမယ်ဒါဆိုရင်လိုက်လို့ကြည့်နော်ဒါဆိုရင်ပထမအဦးဆုံးနည်းလမ်းအနေနဲ့မင်းတို့ဖုန်းကိုကောက်ကန်လိုက်ကန်ပြီး setting ထဲဝင်ပြီးမှအောက်ဆုံးမှာရှိတဲ့ Google ထဲကိုဝင်လိုက်ဟုတ်ပြီနော်ဝင်ပြီးတော့လို့ရှိရင်တော့ဒီအပေါ်ဆုံးမှာမင်းတို့တေချာလေးကြည့်လိုက်များတန်လေးရှိတယ် profile ပုံစံလေးနဲ့အဲ့ဒီကောင်လေးထဲကိုဝင်လိုက်ဝင်ပြီးတော့လို့ရှိရင်တော့ manage your Google account ဆိုတာရှိတယ်အဲ့ဒီကောင်လေးထဲကိုဝင်ထည့်လိုက်ပြီး all service ထဲကိုနှိပ်ပြီးဒီမှာတွေ့ရတယ်ကျွန်တော်တို့ ADS ads website ရှိတယ်အဲ့ဒီကောင်ထဲဝင်ပြီးဒီမှာတစ်ချက်တေချာလေးကြည့် delete advertising ဆိုတာရှိတယ် delete advertising ID ဆိုတာရှိတယ်ပြီးရင်ဒီအောက်က delete advertising ID ကိုနှိပ်ပြီးရင်ဒီနေရာမှာ get new advertising ID ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုလည်းထပ်နှိပ်ပြီးမှကျွန်တော်ဟိုဘက်က down ကိုနှိပ်လိုက်ပေါ့နော်အဲ့ဒါလေးပြီးသွားလို့ရှိရင်တော့ Google ထဲဝင်ပြီးမှ asset အပေါ်ဆုံးမှာပြထားတဲ့ asset 32မှာ setting ထဲဝင်လိုက်ဟုတ်ပြီနော် setting ထဲဝင်ပြီးသွားလို့ရှိရင်တော့ဒီ setting မှာလောက်ရမှာကအောက်ကိုနည်းနည်းလေးထပ်ဆွဲချလိုက်ဒီလိုပြရင်မလို့တွေ့မှာမဟုတ်ဘူးဒီမှာ notification ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်ဝင်လိုက်ပေါ့နော်အဲ့ဒီ notification နဲ့ဝင်ပြီးအပေါ်ဆုံးမှာ allow notification ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုပိတ်ချလိုက်ပေါ့နော်ပြီးရင်ကျွန်တော် back ပြန်ထွက်ပြီးမှအောက်ကိုနည်းနည်းလေးထပ်ဆွဲချလိုက်ပေါ့နော်ဆွဲချလိုက်လို့ရှိရင်ဒီနေရာမှာခင်ဗျားတို့ဘာမြင်ရမလဲဆိုရင် site setting ဆိုတာမြင်ရမယ် okay အဲ့ဒီထဲကိုဝင်ပြီးမှကျွန်တော်ဒီမှာလည်းနည်းနည်းလေးအောက်ထပ်ဆွဲချလိုက်ပြီးဒီမှာ third party cooking ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်ပြီးမှအောက်မှာ allow ပေးထားရကျွန်တော် block ဆိုတဲ့ဥစ္စာလေးရှိတယ်အဲ့ဒီကောင်လေးကိုထပ်နှိပ်လိုက်ပေါ့နော်Okay နောက်ဆုံးအစစ်အနေနဲ့ဒီနေရာမှာ pop apps and redirect ဆိုတာရှိတာပေါ့နော် Okay ဒီထဲဝင်ပြီးတော့လို့ရှိရင်တော့ option နှစ်ခုပေါ်လာမယ်အောက်က option ကိုကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေ YouTube TikTok Facebook ဘာပဲကြည့်ကြည့်ကြုံညာလုံးဝမတက်တော့ဘူးစခွင်ပေါ်မှာလည်းကြုံညာ notification တွေလုံးဝမလာတော့ဘူးပေါ့နော် Okay ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ video လေးတွေအများနဲ့ကြည့်ဖို့အတွက်ခုတင်ထားတဲ့ video လေးကိုလည်း likes လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye